ပြည့်စိတ်ကလေးစိတ်ဆုံးမလေးကဘဝဒုက္ခကိုတာပယ်ပေးပါမယ်ဟုတ်တယ်လားကိုယ်တို့ကစိတ်ဒုက္ခကိုဘယ်သူကဖြစ်ပြီးပြီးတဲ့ဓမ္မအာယုဟုတ်တယ်နော်ဒါဆိုရင်မိဘဘဝလောကဓာတ်တွေနဲ့သင်္လာတဲ့နာဘယ်လိုတော့ဘယ်နာပေါ်လာတဲ့ဉာဏ်ကြီးပေါ်ရှိဖို့မလိုလားဒါကိုခေါ်တယ်တရားပေါ်တော့သာသမီပေါ်ဟုတ်ရဲ့လားဒီလိုမျိုးကတနည်းနဲ့တနည်းနဲ့လေသာပေါ်ဟုတ်ရဲ့လားဒါလေးပေါ်ရှိရမယ်ဒီအဲ့ဒီဝိညာဉ်ကစီကိုသိတာဒီလောကကိုယ်နဲ့တန်လားအဲ့ဒီဆိုကြည့်ကြတယ်မလားဒီလိုကမှအဲ့ဒီကဆိုကြည့်ကြတယ်နော်အဲ့ဒီလိုမျိုးအာယုန်ဒီဒီမရတဲ့ဒီဒီဘောနာမရဲ့ဆိုပြီးတော့အဲ့ဒီသေဘောနာမှာဆိုကြည့်ကြတာအမှန်အရှင်ကြအဲ့ဒီကိုပို့ပြီးတော့အရှိသိရင်ရှင်းရမှာခဏကသေကိုအရှင်မရှိသေးလို့ဒီသေဘောကခဏနေသေးတာပါဟုတ်တယ်လားညာတရားကမှာတို့မှာပိဋကံသောရစ်ဆွဲနဲ့ပေါ့ဘယ်နဲ့ဟောဒီတဲ့ကိုကမှာတင်းနေလို့အတိတ်ကံတွေကဒီမှာသားရင်အဲ့ဒီနဲ့ပြည့်စည်တာရှိအဲ့ဒီနဲ့ဒီရှိလာဒီရှိရစ်ဒီသိနာရီသိနေနေသိသွားတဲ့အချင်းကြီးထုပ်ကိုစီနဲ့ဆင်းသွားရမှာပါဘာထုတ်လဲဆင်းလဲအထုပ်ကြီးတဲ့ချင်းအထုပ်ရှင်ပြီးလို့သွားတဲ့လူတွေဝိုင်းလို့သာအထုပ်ရှင်မှာအလားဟုတ်တယ်လားဒီဘုရားတို့သိစီတို့ကိုဆိုလိုဒီမဟုတ်ဘူးချိုးအကုသိုလ်ချိုးဟုတ်တယ်လားကုသိုလ်ဓာတ်တွေရှိရင်အကုသိုလ်အုပ်ကြီးနဲ့သင်တော်ရတဲ့ပုဂ္ဂိုလ်ကြီးမဲ့ရှင်းသွားတဲ့အင်းတော့ကျက်သွားပြီတော့ကုသိုလ်ဓာတ်တွေဓမ္မတဲ့ကလေးတွေတရားအားဖြင့်ဒီလိုချင်းမိမိစိတ်လေးကိုသူ့တင်ပြီးတော့တိုးတက်ထားတဲ့သိထားတဲ့ဓမ္မအားဖြင့်သဘောထားတဲ့အားစိတ်ဖြည့်ပို့ထားတဲ့ဆိုရင်အနည်းလည်းမဟုတ်ဘူးအတိလည်းမဟုတ်ဘူးဒါကတော့တရားဓမ္မကိုတရားအားထုတ်တဲ့အလုပ်ဆိုတာစိတ်ကိုပါပေးတာအားဖြည့်တဲ့အလုပ်ဟုတ်တယ်လားမိစိတ်ကလေးကိုပူလောင်နေတဲ့စိတ်ကိုငြိမ်းချမ်းအောင်ပြုလုပ်တဲ့စိတ်ကိုပြုလုပ်တဲ့သုံးပါးကိုပါလို့ခေါ်တယ်ဓမ္မအလုပ်တရားအားထုတ်တဲ့အလုပ်ဒါဆိုရင်ဖြစ်ပေါ်လာတဲ့လောကဓာတ်ဘုံနဲ့တိုက်ခိုက်လာတဲ့ဉာဏ်အားပြုံးနိုင်အောင်သူပြီးပြင်ဆင်ပါပြုံးနိုင်အောင်သူပြီးပြင်ဆင်ပါဘုရားကဘာတစ်ခုမှဒီသွားလို့မရဘူးဆိုတော့ဘောဓမ္မနော်ဘုရားကဘာမှမလဲဘူးတော့ဒါလုံးလာတယ်ပြန်ရင်လည်းလက်တွဲရရှိလာလို့ဆိုတော့လက်တွဲရရှိတာဒါသမီးတွေသမီးသားရှိနေကြတဲ့ညာနယ်ကဒီမှာအားထုတ်ရတယ်လက်တို့ကပုဂ္ဂိုလ်စောနေအရင်ရင်းပြီးသူအဲ့ဒါဆိုတာဘောပေါက်တာဟုတ်တယ်လားဒါဆိုရင်မိမိရဲ့ဓမ္မစိတ်အာယုဓမ္မတိုက်ကျွတ်ဖြစ်တာဟောဘယ်လိုပေါ်ဘယ်ညာပေါ်ပါဘယ်အာယုဒီပေါ်လာတဲ့အာယုနဲ့ဒီပေါ်မှာစိတ်ကိုထောက်တဲ့ခန္ဓာကိုသောချမ်းသာတဲ့အာယုလေးပြတ်တာနဲ့လိုက်ပါမြဲလိုက်ပြီးဒီကအမြင့်တန်တဲ့ပုံစံအာယုနဲ့တို့ဒီတရားနဲ့နေနေတာတော့မဟုတ်ဘူးအခုပေါ်အခုဆိုအခုပေါ်အခုဆိုကိုပြည့်ကိုပေါ်ကိုကြောက်အမြင်နဲ့ရှိတော့ပစ္စည်းရဲ့သဘောကခန္ဓာဟုတ်တယ်နော်လည်းတော့ပြည့်ပြည့်နေတဲ့သဘောလေးကဉာဏ်ခန္ဓာလိုပါနဲ့ပေါ်လို့ခန္ဓာနဲ့ဉာဏ်နဲ့ခန္ဓာနဲ့ဉာဏ်ကိုသိထားရမယ်နော်ခန္ဓာကိုယ်နဲ့ခန္ဓာတဲ့နေရာမှာဘာခန္ဓာလဲလို့ဒီပေါ်ခန္ဓာဘာခန္ဓာပါလဲကောင်းနေတာပေါ်ခန္ဓာကျင်တာပေါ်ခန္ဓာအောင်းတာပေါ်ခန္ဓာဒါကြတဲ့တာပေါ်ခန္ဓာလုံးညာပေါ်ခန္ဓာဟုတ်တယ်နော်ဘုရားကဒီကိုယ်တော်ဆုံးပြီးသူတို့တိုင်းပေါ်ပြတာတော့ပါဠိမှာတိုက်စားပြီးပေါ်ခန္ဓာတိုင်ကြည့်ရတာမဟုတ်ဘူးနော်အဲ့ဒါပေါ်လာတဲ့ပေါ်ခန္ဓာဓာတ်ပေါ်မှာဉာဏ်နဲ့ကပ်ပြီးအကဲခတ်ပြီးကြည့်ရင်အချစ်ကအာယုတို့ဒီစိတ်ကလည်းဖြစ်ပြီးဖြစ်ပြီးတဲ့ဘာသက်သာသူ့ကိုမြဲနေတော့မလားမမြဲဘူးတော့လား
သစ္စာကဒုက္ခသစ္စာပြနေပြီကိုဒုက္ခသစ္စာကဒုက္ခသစ္စာပြတာမဟုတ်လားစိတ်ကြီးကိုအေးလေးနဲ့လက်ထောက်ကြည့်ရှိတော့တက်တာလည်းမရဘူးလားညီကြတော့ခန္ဓာကိုယ်ဖြစ်ဖြစ်နဲ့မျက်နဲ့ခိုင်းနေတဲ့ဒုက္ခသစ္စာနာနဲ့ကသစ္စာဆိုရင်ညီတော့အိန္ဒိယပြီးတော့အိန္ဒိယရရစိတ်ထဲမှာအိန္ဒိယတော့စိတ်မန္တလေးအိန္ဒိယတော့စိတ်ဆုံးအောင်လို့ဓမ္မအပြင်းနဲ့ခန္ဓာအသိမှုဓမ္မအဉာဏ်ချင်းပြီးတော့ကြည်တိုင်းမှာသက်သာရမရဘူးလားသက်သာရရနေတဲ့လောကီပုဂ္ဂိုလ်ဘယ်လိုပေါ်မလဲဘဝဒုက္ခမှာဘဝဒုက္ခကိုကြည်နာတော့ဟုတ်တယ်နော်တန်ခါလမ်းလေးမှာသင်္ကန်းမတော်တော့လောကီဘဝဒုက္ခကြီးကိုတော်တော်နဲ့ကိုပါဆုံးအားရှိရတယ်နားလည်ပြီနော်ဘဝဒုက္ခမှာဘဝဒုက္ခရဲ့ညီကျန်သောဘဝစိတ်ညီကျန်သောဆုံးအားကြီးဖြစ်ဖို့ညီချမ်းသာတည်တည်ငြိမ်ငြိမ်နဲ့မိမိဘဝကိုနှလုံးသားကိုသင်ပွားရမှာကသူတစ်ပါးကသင်ပေးရမှာကိုယ်ပဲသင်ရမှာပါဒါကပုဂ္ဂိုလ်ရဲ့ကောင်းကျိုးဖြစ်အောင်ကိုယ်ပဲတိုင်ရှင်ပါသူတော်မှာပါလို့ဘုရားကိုကောင်းကျိုးဖြစ်အောင်ဘယ်သူသင်ရမလဲမိမိကိုယ်တိုင်ကပြင်ဆင်ရမယ်အောက်ပြေးမြောက်ကြည့်နေရမယ်အသက်တာပြီးနေရမယ်ဒီနေရာကိုအမှန်မှန်နဲ့ဒီနာတော့ပုဂ္ဂိုလ်ရဲ့စိတ်ကြီးအတ္တတော့ပြီးတော့ဒီအနတ္တဟောအတ္တတော့ဝမ်းမြောက်ရတဲ့တရားပြောလိုက်ပါဦးအနတ္တဟောအတ္တတော့ဝမ်းမြောက်ရတဲ့တရားဆိုတာအာတ္တဝါအာဟောဉာဏ်အမြင်မှာအနတ္တဉာဏ်ပေါ်ပြီးသွားပြီဘလောကအနတ္တမရှိအာဒီမြေဘုရားတော်ဒီဘောမီတော်မီမနတလာမီအဘုဒ္ဓမီမရှိတာလို့မရှိမှသိတဲ့ဉာဏ်ဒီဟုတ်တယ်လားမရှိတာမရှိလို့ဆွေးနေရင်အတ္တနားလည်ပြီနော်အဲဆိုရင်ဒီဉာဏ်ခန္ဓာသင်ထဲမှာဉာဏ်ရှိမှတဲ့ပုဂ္ဂိုလ်တလောကလုံးကိုအာမီဝါရအနတ္တမြင်ရမယ်အဲ့ဆိုဘုရားရှင်ပြလာတာဘာဟောဝဲပဲအနတ္တလက္ခဏာဝိနာဘုရားဘာသာနည်းနေတယ်ဒီတဲ့အဲ့ဆိုဘုရားရှင်အနတ္တမြင်ဟောဝဲပဲပြလာတာပါဟုတ်တယ်နော်တလောကလုံးကအတ္တကိုဟောနေကြတာကိုနေတာဘုရားအတ္တဟောနေကြတယ်ဘုရားကနေတာဘုရားအတ္တဟောနောက်ဆုံးကအနတ္တမြင်မှာမောဟစီမှာအနတ္တမြင်ပါခြင်းနဲ့ဒါကြောင့်မို့အနိစ္စမြင်လောဘဒုက္ခကိုမြင်ဒေါသအနတ္တကိုမြင်မောဟဖြစ်တယ်အနိစ္စကိုမြင်တဲ့အချိန်မှာလောဘဆက်တော့ဒုက္ခကိုမြင်တဲ့အချိန်မှာဒေါသရပ်တော့အနတ္တကိုမြင်တဲ့အချိန်မှာမောဟရပ်တော့ရှင်းတယ်နော်ဒါကြောင့်ပိဋကခန္ဓာတရားဓမ္မခန္ဓာကိုယ်ထဲမှာဟောဒီဘဝခန္ဓာကြီးဘဝဒုက္ခကိုလောကရာအဖြစ်ဒီဆိုင်ထားတော့ခန္ဓာကြီးပါဘုရားတော်တော်လောကဝိညာဉ်ကိုပြည့်စုံနေတဲ့ခန္ဓာကြီးပါဟုတ်တယ်လားဒီခန္ဓာဒုက္ခမှာ